တကူတကဘန်ကောက်ကိုသွားစရာမလိုပဲနဲ့ချစ်စရာစင်လေးတွေရဲ့ဖြောပြမှုတွေအပြင်ပဲရုပ်ရှင်တွေထဲမှာတွေ့ရတဲ့ဒိုင်နိုဆောတွေကိုအပြင်မှာကိုယ်တိုင်မြင်တွေ့ရမယ်မြန်မာနိုင်ငံရဲ့ပထမဆုံးအသစ်ပွင့်ထားတဲ့ဒိုင်နိုဆောကင်းတန်းကဘယ်မှာရှိလဲဆိုတာကိုကိုပီဒီဂရီမျှဝေပေးမယ်နော်ဗန်နီလီကလူတွေအပူရှောင်နေတာဖြစ်ဖြစ်ပွဲတော်ရက်တွေဆိုရင်မေမျိုးတက်ကြတယ်ဟုတ်တယ်ဟုတ်ဒါဆိုရင်မေမျိုးရောက်ပြီဆိုရင်ဘယ်ကိုရင်တွားတက်ကြလဲဗျကိုပီကိုလာမေးမယ်ဆိုရင်တော့လူငယ်တယောက်အနေနဲ့စောစရာတွေအစုံရှိတဲ့အပြင်ပဲပုံလဲရိုက်လို့လားအစားတော့ကောင်းကောင်းနေရှိတဲ့ BE4 ဝဲကောက်ရည်တွေကိုအပန်းပြစ်စကန်လို့ပဲတေချာပေါက်ဖြေးမိမယ်ဗျဝင်ကြီးလေးကလည်းတယောက်ကို3000ပဲပေးရပြီးတော့စောင်းဝင်ချင်းမာနေမယ်ဒေါင်းနာလေးမှာလမ်းညွှန်မြေပုံလေးရှိနေတော့ဘယ်ရင်သွားရမလဲဆိုတာမခက်တော့ဘူးပေါ့မှန်တရားလေးကအဝင်နားလေးမှာပဲဆိုတော့အဲ့ဒါရင်တက်ခဲ့ကြပြီးတော့တကယ်ကိုစိတ်လို့ရှောက်ပဲကောင်းချက်ပဲဗျအောက်စခရင်ကနေအမတ်မတင်ထွက်လာတဲ့အကွဲတန်လေးတွေရဲ့ပေါ်ကနေအောက်ကိုကြည့်ရတဲ့ခန်းစားချက်လေးကဘလို့ပြောရမလဲတော့မသိဘူးဗျမှန်တရားအထွက်မှာလဲဂျပန်စာလေးတွေနဲ့ decoration လှလှဆင်ထားတဲ့ sushi wall ဆိုင်လေးလဲတွေးလို့ဝယ်ဆွဲခဲ့ကြသေးတယ်ဗျတပွဲကို9000မကျော်သလိုအရသာကလည်းစုပ်ကုတ်ပဲဗျစားနေရင်နဲ့လူတွေအုံနေကြတာဘာလဲဆိုပြီးကြည်လိုက်တော့မှဆင်ရှူပဲလုံနေတာတဲ့ဗျနှင်းမေမှုမှုလွင်အေယာမောင်းဆိုပြီး3កောင်ရှိပြီးတော့အရန်လိမ့်မှသလိုကွင်းလက်ပင်နဒီဘောလုံးကန်မြပြစ်ပူပေါင်းဖောက်တတ်သလိုပဲအရန်ရင်လို့ဓာတ်ပုံတူတူတောင်ရိုက်လို့ရသေးတယ်ဗျအစာလဲကျွေးလို့ရပြီးတော့မမိုးပေးခြင်းရင်လည်းသူကယူသေးတယ်တဲ့ဗျဒါကတော့ကိုပြီးကြောက်ကြောက်နဲ့ဝင်ရိုက်ဖြစ်ခဲ့တာလေးတွေပါဗျလုံးဝကို big surprise ကတော့ခါမကိုမမြင်ဘူးမကြုံဘူးသေးတဲ့ဒိုင်နိုဆောကောင်တွေကို BE4 မှာကြည့်လို့ရပြီဆိုလို့ဘယ်နာလဲမှတ်တယ်စင်စကန်အထွက်တင်ဒီလိုဆိုင်းဘုတ်ကြီးနဲ့ဗျအထဲကဝင်ကြီးကလည်းတယောက်ကို2000ကျပ်ပေးရတယ်ဆိုပြီးမဲ့ခဏနေမြင်တွေ့ရမယ့်အရာတွေကအထက်မကကိုမိုက်နေချက်ပဲဗျဝင်ချင်းမာတင်မဲ့ဒိုင်နိုဆောကင်ဒန်ဆိုတဲ့အတိုင်းပဲဒိုင်နိုဆောတိုင်းပြည်ထဲရောက်သွားသလိုအကောင်တွေများနေချက်ပဲဗျအကြီးအသေးအသားစားအရွက်စားတဲ့အကောင်တွေအပြင်ပဲမိကူမှုတ်တဲ့ကောင်တစ်ကောင်မှရှိသေးတယ်ဗျပိုပြီးထူးခြားတာကအယုတ်တွေကတောက်ဝင်လှုပ်ရှားတဲ့အပြင်ပဲတန်တွေကလည်းချက်သီးထားစရာကောင်းနေချက်ပဲဗျအလားတပုံရိုက်ဖို့ဖိုတိုဘူးလည်းရှိတာကြောင့်ဒိုင်နိုဆောနဲ့အမှတ်တရဆိုပြီးတင်လို့ရပြီပေါ့ဗျာကလေးတွေအတွက်လည်း Shorty Playground လေးရှိပြီးတော့ခါချင်းငွေထပ်ပေးစရာမလိုတော့ဘူးဗျလူကြီးတွေထိုင်ဆောင်အနားယူဖို့လည်းဒီလိုအဆောင်လေးတွေပါထပ်ထားပေးတယ်ပေါ့နော်နှစ်ရက်နေ့မနက်ဖြန်ကစပြီးတော့ဒိုင်နိုဆောကင်းတန်းကိုစဖွင့်ပေးတော့မှဖြစ်လို့သူများထက်အရင်ဦးအောင်မြန်သွားလိုက်ကြတော့နော်ကလေးလူကြီးမျိုးပါဝင်စောလို့ရမယ် Ticket Merry Go Round ဘမ်ဘာကားနဲ့ Roller Coaster ဆိုပြီးတော့ 4 ride လေးလည်းရှိသေးတယ်ဗျတိုက်ကားမှာဆိုရင်လည်း UU 2000နဲ့အထူးတန်း3500ဆိုပြီးရှိပြီးတော့လူများလို့မတန်းစီခြင်းဘူးဆိုရင်တော့ထူတန်းကနေဝင်လို့ရပါတယ်ဗျစိတ်ပင်ပန်းလို့အရန်အော်ကျင်တဲ့သူတွေဆိုရင်တော့ roller coaster စီးဖို့အကြံဉာဏ်ပေးခြင်းပါတယ်ဗျဆရာလေးတွေတောင်အตาရလေးဆိုပေမဲ့ကိုပီကတော့စတက်ကလေးကနေအဆုံးထိတော်တွင်လျှောက်လန်းမှာလဲမွေးပွားရုပ်ကြီးတွေထပ်ထားပေးလို့ဓာတ်ပုံရရင်အရန်လာမှာဗျအဲ့ဒီနားမှာတွေကြိုတရာရှိပြီးတော့ရေတကွန်အတန်လေးတွေနဲ့လဲစိတ်အပန်းပြစ်ချက်ပဲဗျရေတကွန်8ဆင်းရှိတယ်လို့လည်းသိရတယ်ပေါ့နော်အဲ့ဒီတော်ရီရှောင်းလန်းကနေလဲဒိုင်နိုဆောကင်းနန်းကိုဝင်လို့ရသေးတယ်နောက်ထပ်အပေါက်ရှိသေးတယ်နော်နောက်ဆုံးလုံးတဲ့အရာကတော့မဖြစ်မနေကို try ကြီးတဲ့ကေပဲပေါ့ဗျာတယောက်9000ကျဲဆိုပြီးမဲ့အမျော်ကင်ကြီးကနေအော်ကောက်ကိုကြည့်ရတဲ့ Foki Lin ကဘာနဲ့မှမတော်ကူတဲ့အပြင်ပဲ view တွေကလည်းလှနေချက်ပဲဗျအားလုံးဆော့ပြီးလို့ပင်မဘိုက်စာနေကြပြီဆိုတော့ The Flow Restaurant and Bar မှာပဲ relax လုပ်ရင်းနဲ့ဘိုက်ဖြစ်ခဲ့ကြတယ်ပေါ့နော်နာအေးပါအေးလေးနဲ့ Leslie San နဲ့အပြင်ပဲဟင်းပွဲတွေကလည်းအရသာရှိလွန်းလို့ပင်မနာရီပါပျောက်သွားတယ်ဗျ BE4 ပွဲကောက်ရည်တကုံအပန်းပြစ်စကန်ကတော့ငယ်တုန်းကအဲ့ဒီလောက်မစုံပေမဲ့ခုနောက်ပိုင်းတစ်နှစ်ထက်တစ်နှစ်ကိုစိတ်ဝင်စားဖို့ကောင်းလာတဲ့အပြင်ပဲပထမဆုံးဒိုင်နိုဆောကင်းတန်းမှာရှိလာခဲ့တော့မိမျိုးရောက်တိုင်းကိုသွားဖြစ်တော့မယ်ဗျအဆုံးထိကြည့်ရှုပေးသွားကြလို့ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာလည်းပြန်လည်ဆုံတွေ့ကြပါအောင်မယ်